ရှင်ဗျာသာသနာပွဲကဘယ်အားစလဲဆိုတာသိချင်ပါတယ်ဗျာတဲ့သာသနာပွဲပေါ့သာသနာပွဲကဘယ်အားစလဲသိချင်ပါတယ်ဗျာအုံဒီငပြောဒီပွဲတွေရောတဲ့မလုံးရင်ရောဘာအပြစ်ဖြစ်ပါတယ်လဲဗျာ ဘာပြစ်မှမဖြစ်ဘူးသာသနာပွဲဆိုတာသာသနာနဲ့ဘာမှမဆိုင်ဘူးသာသနာမှာပွဲမှမရှိတာသာသနာမှာဘာပွဲမှမရှိဘူးနော်အဲ့ဒါဟိုဘေဒင်းဆရာတွေဘိုးတော်တွေကလှုပ်ရှားသွားတဲ့နာမည်တစ်ခုပါဘာလို့လဲဆိုတော့ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာကဒီတိုင်းဝင်လို့မရဘူးဘာလို့ဗုဒ္ဓဘာသာကမှာကကမ္မတက္ကတာဉာဏ်ဆိုတဲ့ဉာဏ်တွေကရှိနေတယ်ရှိနေတော့ဒီတိုင်းပွားလိုက်မယ်ဆိုရင်ဗုဒ္ဓဘာသာလူမျိုးတွေကလက်ခံမှာမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဘာသာလူမျိုးတွေလက်ခံအောင်အတွက်အသုံးတွေအားစားဂရုစိုက်ရတယ်သူတို့ကဒီတော့ဟိုဂျိုဒန်တွေအားစားလေစနေတလင်းဝင်နေတလင်းလာထောင်းနေရတခြားနေရာမှာမလုပ်ဘဲနဲ့ဘုရားမှာလုပ်သွားလို့တယ်လေစဉ်းစားကြည့်လိုက်ဟုတ်လားတကယ်ဘုရားနဲ့ဒီဂျိုဒန်တွေဆိုတာဘာမှမဆိုင်ဘူးဘာဖြစ်လို့ဘုရားကြမှာဒီဂျိုဒန်ရှိတယ်လဲတခြားနေရာမှာမရှိဘူးနော်တခြားနေရာမှာဂျိုဒန်တွေမလုပ်ဘူးဘုရားမှာပဲလုပ်တယ်ဘာဖြစ်လို့လုပ်တယ်လဲဆိုတော့ဗုဒ္ဓဘာသာနိုင်ငံမို့လို့တော့ဒီဟာတွေကဘေဒင်ရလာတဲ့ဝါဒတွေကအိန္ဒိယနိုင်ငံမှာဆိုဘုရားမှာမရှိတာသူတို့မှာဆိုသူတို့နေသုံးတာရှိတာပေါ့နော်အဲ့ဒါဗုဒ္ဓဘာသာမှာကျတော့ဗုဒ္ဓဘာသာလူမျိုးတွေရဲ့အဲကိုဒီဟာတွေထုတ်ဖောက်ဖို့အတွက်ကသာသနာနဲ့ပူးသက်တဲ့သဘောပဲသာသနာကွယ်အချင်းအကြောင်းထဲမှာဒါတွေပါတယ်နော်ပူးသက်တာပေါ့နော်ဒီအယူဝါဒတွေကဗုဒ္ဓဘာသာကိုပူးသက်သွားတာအဲ့တော့သာသနာပွဲလို့နာမည်ခံလိုက်တယ်ဖရားတွေမှာစနေကြိုတလင်းကုန်နေတောင်းဆိုပြီးတော့လုပ်လိုက်ရတယ်ဒါအယူဝါဒတွေကိုပူးသက်လိုက်တဲ့သဘောတွေအဲ့ဒါဗုဒ္ဓဘာသာအနေနဲ့ဘာသာနာပွဲမှာလုပ်စရာမလိုဘူးနော်ဘာကပြောပဲအဝဲမှာလုပ်စရာပူဇော်ပါသစရာမရှိဘူးအဲ့တော့ဦးဇင်းတို့ကျောင်းတိုင်းဒီမှာဆိုလို့ရှိရင်ဘာပဲလုပ်မလို့သာသနာပွဲလည်းမလို့ငပြောပဲဝဲလည်းမလို့ဘာစားလို့တောက်လို့လည်းမရဘူးဒါတွေဦးဇင်းပြောပတ်စံကုန်တယ်ကံကိုမယုံလာလည်းရောက်တယ်ပေါ့နော်သာသနာထုံးတဲ့စလာကရည်ရွယ်ချက်တော်တော်များများဒီငပြောပဲအောင်ဘာလို့ပူဇော်ပါသလဲမင်းအန်ဒရကင်းဖို့အတွက်လေအဲ့တော့ဘုရားနီးလန်းကရှင်းပါတယ်ဘာလို့မလဲဥမာမြေတမ်းမင်္ဂလာလုပ်ချင်တယ်ဆိုရင်ငပြောပဲဝဲမလို့ပါဘူးအဲ့ဒီနေရာမှာအစာဦးဆောက်မယ်ရေတွင်းတူမယ်ဘာညာလုပ်မယ်ဆိုရင်ပရိတ်ရွတ်လိုက်ပါမေတ္တာပို့ပါအမြဝေပါဒီသုံးချက်ပဲနော်ပရိတ်ရွတ်မယ်မေတ္တာပို့မယ်အမြဝေမယ်ဒါအကောင်းဆုံးအန်ဒရကင်းတွေပါပဲအဲ့တော့ဘာမှငပြောပွဲအုံပွဲတွေသာသနာပွဲတွေလုပ်စရာမလိုဘူးနော်ဦးဇင်းတို့ဗုဒ္ဓနီလန်းကြတာအဲ့တော့ဒါတွေကဘေဒင်တို့ရတရားတို့နဲ့ပတ်သက်နှိမ့်နွယ်ပြီးဖြစ်လာတဲ့ဥစ္စာတွေသာသနာနဲ့မဆိုင်ပါဘူးနော်